Hey, Nalu Nago to shout at it. Nga ends out blue. Nenori a Dimian Walo Bok. Mahoy, Naga, the Oi Longo Sama, the Yua Longo Saviama. Hey, Blue. Ning Nalu Nago, Miniazene, Kuchi and Totazan. Tuama, Tika Maunga Sabi, Tuama. Don't Emma, a tan or Jini, Happy Ye Molly day. Don't ye than Yiga, alone me Josia County day. Ye Mobilo, Tonganga, Congo, Nice Charlie, Ayaboto, Palalani, Leja Dore. Cecia Giga, Dongango Santa Giaca, a tan Mimi Lida Janore. Donganga, Melongo, are you Pimby? Bajibo, the Chetlangi lady, Piro, lead and Pio Line. Bible. Tamagliuli, Bible Lagu, a Cameno. Eva Mingaya, Naduru, Ticha Sound Shama, ha. Chamato Toyarome, Beluji Jamal Conny, Low Java, K Java, Jamal Beluis been so any. Mingalawa Kamiang. ရွှေအိုချန်နယ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်မဲ့ဇလန်းလေးကတော့စာရေးသူဆရာအကားစောရေးသားထားတဲ့ပုံတကအင်းဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီဇလန်းလေးကိုမတင်ဆက်ခင်ကျွန်တော်တို့ရွှေအိုချန်နယ်လေးကဘုဟုတုတရပွဲဖြစ်ရမှန်ဇလန်းများစိတ်ဝင်စားပွဲပရလောကဇလန်းများဘဝအမောတွေပြည်စီဖို့ဟာတာဇလန်းလေးတွေကိုအပတ်စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ရွှေအို channel လေးကို like and subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုသိနိုင်ဖို့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဇလန်းကိုတင်ဆက်သူကျွန်တော်ကိုအောဖြစ်ပါတယ်ဒီဇလန်းကဖြစ်ရမှန်တစ်ခုပေါ်အခြေခံ၍အမီလွဲကရေးသားထားခြင်းဖြစ်ပါတယ်ညနေဆောင်နေပြီမို့ဗာကြီးအမုံမှာဖက်လက်ဆစာအုပ်ကိုလက်မချကပတ်ဝန်းကျင်ကိုဝှေ့ဝိုက်ပြီးကြည့်ရှုလိုက်တယ်ဖုံတထောင်းထောင်းထနေတဲ့ရွာလမ်းမကြီးပေါ်မှာကလေးငယ်များပျော်ရွှင်စွာစော့ကစားနေကြတယ်။နေတာရှိတဲ့နွေရာသီဖြစ်တာမို့နေအတော်ဆောင်းသည့်အထိနေပူရှိန်ကခက်ရှိန်ရှိန်ကြံနေသေးတယ်။ဘာကြီးမုတ်အနီးမှာချထားတဲ့ယူနူခရဦးအတွင်းမှာပယင်းရောင်တောက်နေတဲ့ရင်နွေးဖန်ဖန်ကိုအရသာခံရင်တောက်သုံးနေမိတယ်။ထိုစဉ်ပြေးစော့နေတဲ့ကလေးများထဲမှာမြီးမလေးတစ်ယောက်ခြံဝိုင်းထဲသို့ပြေးဝင်လာတယ်။ကလေးငယ်များကကိုလက်လှရှာကစားထားကြသဖြင့်ချွေတီတီကြကမောပန်းနေကြတယ်။ဘာကြီးမုံကကလေးတွေကိုကြည့်ရင်ဟဲ့မိဝေနေဆောင်နေပြီနင်တို့တကိုယ်လုံးချွေးနေနေပါလား။နည်းနည်းပါးပါးထိန်းဆော့ကြအောင်ဟာ။ကလေးများကဘာမှပြန်မပြောပဲနဘေးတွင်ရှိသောယူနီခရဦးထဲမှယူနီချန်များကိုငှက်ကတောက်ကြတယ်။အပန်းဖြေပြီးတော့မှဒါနဲ့ဘာကြီးမုံကိုပြရအောင်မယ်။မိမလေးမိဝေကစကားအစပြိုးလိုက်ခါသူ့ရဲ့ရှင်မီအင်ကြီးအိတ်ကအတွင်းမှာငွေရောင်အပြားကလေးတစ်ခုကိုထုတ်ယူလိုက်တယ်ထို့နောက်ဗကြီးမုံစီတို့လှမ်းပေးလိုက်တယ်ဒီဟာလေးကိုခုနကချောင်းယုံနဘေးနားမှာပြေးစော်ရင်ကောက်ရခဲ့တာဗကြီးမုံရဲ့ဗကြီးမုံကငွေရောင်အပြားကလေးကိုကင်ကြည့်လိုက်တယ်လေးတောင်ကွက်ကွက်အပြားကလေးမှာငွေရောင်ပြောင်လက်နေတယ်ဗကြီးမုံမှာနောက်တစ်ဖက်သို့လှန်ကြည့်လိုက်တဲ့အခါထိုငွေရောင်အပြားလေးပေါ်တွင်အင်းကွက်များရေးဆွဲထားသည်ကိုတွေ့လိုက်ရတယ်ထိုအခါဗကြီးမုံကအလွန်အံ့ဩထိတ်လန့်သောအမှုရာဖြင့်ဟဲ့ကလေးတွေနင်တို့ဘာတွေကောက်လာကြတာလဲနင်တို့တွေအင်ကွက်တွေတွေ့ရင်မကောက်ရဘူးလို့မှားထားတာမေ့သွားပြီလားဘာကြီးမုံမှာဒေါသတကြီးဖြင့်ကလေးငယ်များကိုမှန်မဲလိုက်တယ်သဘောကောင်း၍အမြဲပြုံးနေလေးရှိသောဘာကြီးမုံမှာယခုတခါဒေါသတကြီးဖြင့်အော်ဟစ်မှန်မဲလိုက်တဲ့ဖြင့်ကလေးများမျက်လုံးပြူမျက်စံပြူဖြစ်နေကြတယ်ထိုစဉ်မှာပဲကလေးများ၏မိခင်ဖြစ်သူကအိမ်ရှိသို့ထွက်လာခဲ့တယ်ပြီးတော့ဘာကြီးမုံကိုလှမ်းမေးလိုက်တယ်ဘာကြီးမုံဘာတွေဖြစ်လို့ကလေးတွေစူနေရတာလဲဘာဖြစ်ရမလဲဟာဒီမှာကြည့်ကြစမ်းနင့်ကလေးတွေအင်ကွက်တစ်ခုကောက်လာတယ်ဟာကလေးမေကလည်းအန်အော်ထိတ်လန့်သွားကညီတို့ကလည်းစော့စရာရှာလို့အဲ့ဒီအင်ကွက်တွေဘာလို့ယူလာကြတာလဲတော့ကိုဖိုးမောင်အဲ့ဒီအင်ကွက်တွေကိုလူသူရှင်းတဲ့နေရာမှာတောလွှတ်ပြလိုက်စမ်းမှာချက်ချင်းသွားကျုပ်လည်းအိမ်လုံးကိုပြည့်ရည်နဲ့ဖျန်းလိုက်အောင်မယ်နွားစာဆင်းနေသည့်ကိုဖိုးမောင်မှာအင်ကွက်ကိုအမြန်လာယူကရွာပြင်သို့တချို့လည်းထွက်ပြေးသွားလိမ့်တော့တယ်ကလေးငယ်များကအင်ကွက်တစ်ခုကြောင့်ပြာရခတ်နေကြသည့်အဖေရဲ့အမေရဲ့ဘာကြီးမုံရဲ့အားလုံးကိုကြည့်ကအံ့ဩနေမိကြတယ်
ဘာကြီးမုံမှာအတန်ကြာတော့မှဒေါသစိတ်များပြေပြောက်သွားကစိတ်တည်ငြိမ်သွားလေတယ်ကဲမီးတို့တေးသေးချာချာမှတ်ထားကြနော်နောက်ဆိုရင်ဘာအင်ကွက်တွေ့ဘာပစ္စည်းထူးထူးဆန်းဆန်းတွေပဲတွေ့အိမ်ကိုမယူလာနဲ့ဟုတ်ပြီလားအကြီးဆုံးဖြစ်တဲ့မိဝေကခေါင်းငိမ့်လိုက်တယ်ကျန်တဲ့သူတွေကလည်းမျက်နှာငယ်လေးတွေနဲ့ပေါ့စကားတက်တဲ့မိဝေကဒါနဲ့ဖိုးမုံခုနကအဲ့ဒီအင်ကွက်လေးကောက်လာယုံနဲ့အဖိုးတို့အဖေတို့မေတို့ကဘာဖြစ်လို့စိတ်တွေဆိုစိတ်တွေတူကြတာလဲဟင်အေးငါမီးတို့ကိုပြောပြမယ်ကွအင်ကွက်ဆိုတာကကောင်းတဲ့အင်ကွက်ရှိသလိုမကောင်းတဲ့အင်ကွက်အဖြတ်သဘောဆောင်တဲ့အင်ကွက်တွေလည်းရှိတယ်ကွမီးတို့ရဲ့ဒီလိုအင်ကွက်တွေကိုအိမ်ကိုယူလာမိရင်အိမ်မှာမကောင်းတာတွေဖြစ်တတ်တယ်ကွအဖိုးတို့ငငယ်တုန်းကမကောင်းတဲ့အင်ကွက်တစ်ခုကိုအိမ်ထဲယူလာမိလို့ဒုက္ခရောက်ကြတဲ့ဒေါ်ပဲကြီးဆိုတာရှိခဲ့ဘူးတယ်ကွမိဝေကမျက်မှောင်ကျုပ်လိုက်ခါအဲ့ဒီဒေါ်ပဲကြီးကဘာဖြစ်လို့လဲဟင်အဖိုးသိရင်ပြောပြပါလားအဖိုးရဲ့မီးတို့နားထောင်ခြင်းနဲ့ဘာကြီးမုံကခေါင်းတစက်စက်ငိမ့်လျက်အေးငါမီးတွေသိခြင်းအဖိုးပြောပြမှာပေါ့ကွယ်ဒီဖြစ်ပျက်ကတော့ဒီလိုကွအဖိုးတို့ငငယ်ကဖြစ်ပျက်ခဲ့တဲ့တကယ်အဖြစ်ပျက်တစ်ခုပေါ့ကွယ်ဘာကြီးမုံမှာထို့သူအစချီလိုက်ခါအတိတ်ကအကြောင်းအရာများကိုပြန်လည်ပြောပြပါတော့တယ်အချိန်အားဖြင့်စစ်ကာလအကျိုး1930ပြည့်နှစ်ကာလပဲခူးတိုင်းဒေသကြီးအနောက်ချမ်းတာယာဝတီမြို့နယ်နှင့်စခန်းကြီးဟုအမည်ရတဲ့ရွာတစ်ရွာရှိတယ်အဲ့ဒီရွာမှာ30ချောင်းကြီးပေါ်တွင်မေးတင်ပြီးတိဆောက်ထားခြင်းဖြစ်တယ်အဲ့ဒီရွာမှာဒေါ်ဘဲနဲ့ဒေါ်ငန်းဆိုတဲ့ညီမနှစ်ယောက်ရှိတယ်ဒေါ်ဘဲနဲ့ဒေါ်ငန်းကအသက်နှစ်ပဲကွာကအလွန်ရုပ်ချင်းစင်တူကြတယ်ဒါပေမဲ့ဒေါ်ဘဲထက်ဒေါ်ငန်းကလေတံပို့ရှိနေသဖြင့်ဒေါ်ငန်းဟုခေါ်ဆိုကြခြင်းဖြစ်တယ်နှစ်ယောက်စလုံးကအသက်လက်ပိုင်းရွယ်သူရောက်နေကြပြီဖြစ်တော့လေဒေါ်ဘဲမှာအပြူကြီးဖြစ်ခါဒေါ်ငန်းမှာဥကျွဲဟုခေါ်သောလူတစ်ယောက်နဲ့အိမ်အောင်ရသားကြနေတယ်မိကျင်းမိပွေးမိဥခေါ်တဲ့သမီး3ယောက်ကိုလည်းမွေးထားသေးတယ်မိကျင်းကအသက်4နှစ်အရွယ်ခန့်ရှိပြီးတဦးနဲ့တဦးအသက်1နှစ်ကျော်သာကွာခြားသည်မှုမိပွေးမှာ2နှစ်ကျော်ဖြစ်ခါမိဥကလေးမှာတော့1နှစ်ပင်မပြည့်သေးပြီဒေါ်ဘဲကအိမ်ရှိတွင်ဈေးဆိုင်ကလေးတည်ထားကဥကျွဲနဲ့ဒေါ်ငန်းမှာတော့လေယာလုပ်ငန်းများကိုလုပ်ကင်ကြလေတယ်စိတ်များကိုလည်းမွေးထားသေးတယ်တတူးလို့ခေါ်တဲ့တူတော်ဝန်းခွဲတယောက်ကိုလည်းဒေါ်ငန်းတို့အိမ်တွင်ခေါ်ကစိတ်ကြောင်းခိုင်းထားရတယ်ဒေါ်ဘဲနဲ့ဒေါ်ငန်းတို့ကအိမ်ရှိဈေးဆိုင်လေးအတွက်လိုအပ်သည်များကို3ရက်တစ်ခါ30ဈေးသို့တက်ပြီးဝယ်ကြရတယ်ဈေးသွားဝယ်တဲ့နေရာမှာလဲရွာရှိလှဲလန်းဟောင်းကြီးမှတဆင့်ခြေချင်းလျှောက်သွားပြီးဝယ်ကြရတယ်ဒေါ်ဘဲတို့ညီမ2ယောက်မှာ30ဈေးမှာပစ္စည်းများကိုဝယ်ချမ်းလာကတောင်းကြီးတောင်းရဲ့အသွက်ဖြင့်စခန်းသို့ပြန်ခဲ့ကြတာပေါ့စခန်းကြီးရွာသို့ပြန်လာတဲ့လမ်းတစ်လျှောက်တွင်ချောင်းမကြီးနဲ့အပြိုင်ဖောက်လုပ်ထားတဲ့တာလမ်းမကြီးမှာဖြောင်ဖြူးနေတယ်စခန်းကြီးရွာသို့မရောက်ခင်တာလမ်းမကြီးဘေးတွင်ဖိုးပုံဇရက်လို့ခေါ်တဲ့ဇရက်တစ်ဆောင်ရှိတယ်အဲ့ဒီဇရက်နာမည်ကဖိုးပုံလို့ဖြစ်ရတာကအဲ့ဒီဇရက်ကိုလူရန်ထားတဲ့သူကဖိုးပုံဆိုတဲ့သူတယောက်ကြောင့်မို့ပါဒေါ်ဘဲတို့ညီမ2ယောက်လဲဖိုးပုံဇရက်ကိုတွေ့မြင်လိုက်တဲ့အခါဝမ်းသာသွားကြတယ်မဘေးကျုပ်တော့တော်တော်ပင်ပန်းနေပြီရွာမရောက်ခင်ဖိုးပုံဇရက်မှာခဏလောက်ဝင်လာကြတာပေါ့တော့ကောင်းသားပဲညီမရဲ့နေကလည်းပူရေကလည်းစာနဲ့ရေအေးလေးပါလေးဝင်တောက်ပြီးမှရွာကိုဆက်ကြတာပေါ့ခဏနားကြတာပေါ့အေးတို့နေဒေါ်ဘဲတို့ညီမ2ယောက်မှာဖိုးပုံဇရက်တို့ဝင်ခဲ့ကြတယ်ဒေါ်ငန်းမှာဇရက်လှေကားအရင်တွင်ခေါင်းပေါ်မှာရွက်လာသည့်တောင်းများကိုချကအမောဖြစ်နေတယ်ဒေါ်ဘဲကတော့ဇရက်ပေါ်ကိုတက်သွားကတောက်ရီဦးစင်တွင်တောက်ရီကွက်တစ်ခွက်ကိုမြန်ခတ်တောက်လိုက်တယ်ဒေါ်ငန်းကခေါင်းဖူးအဝတ်ကိုရက်တောင်လုပ်၍ရက်ခတ်နေစဉ်ဇရက်အရှိတောင်းတနေရာတွင်ပြောင်လက်အရာတစ်ခုကိုနေရောင်အောက်တွင်တွေ့လိုက်ရတယ်အမရေအမဟိုးမှာပြောင်လက်လေးဘာလေးလဲမသိဘူးဒေါ်ငန်းပြောလိုက်တဲ့ဖြင့်ဒေါ်ဘဲမှာဇရက်ပေါ်မှာလှမ်းကြည့်လိုက်ရင်အေးဟုတ်ပါရဲ့ဘာလေးလဲဒေါ်ငန်းမှာပြောဆူနဲ့ထိုနေရာလေးသို့ထသွားလိုက်ခါပြောင်လက်အရာလေးကိုကောက်ယူခဲ့လိုက်တယ်ထိုအရာကလေးမှာရွှေပြားကလေးတစ်ခုကဲ့သို့ဝင်းလက်နေသည့်အလိတ်ကလေးတစ်လိပ်ဖြစ်တယ်ဒေါ်ငန်းမှာဝမ်းသာအားရဖြင့်အမဖြစ်သူဒေါ်ဘဲထံသို့အပြေးလွှာသွားရောက်ခါပြလိုက်လေတယ်ဒေါ်ဘဲကကိုင်းကြည့်ရင်ဟဲ့ရွှေနဲ့တော့တူတယ်အေးပြောင်လေးပဲလှတယ်အလိတ်ကလေးဆိုတော့ဖက်လိတ်နှထောင်လေးများလားမသိဘူးနော်အမကလည်းဒီခေတ်မှာဖက်လိတ်နှထောင်ဘသူကဝတ်မှာလဲအမရဲ့ဒေါ်ငန်းမှာရွှေပြားလိတ်ကလေးအားလက်ဖြင့်အသာဖြည့်ကြည့်လိုက်တော့ရွှေပြားကလေးပေါ်တွင်အင်းတကွက်ချထားသည်ကိုတွေ့လိုက်ရတယ်ဟာဒါလေးကအင်းတစ်ခုပါလားအမရဲ့ဒေါ်ဘဲကအင်းကွက်ကိုကြည့်ရင်ဘာတွေရေးထားမှန်းတော့မသိဘူးအေးညီမရဲ့ရှုပ်ရှိချက်တွေတို့တွေလွှင့်ပစ်ခဲ့တာပဲကောင်းပါတယ်အိုးမဘဲကလည်းဘာတွေရေးထားမှန်းမသိပေမဲ့ဟောတာကရွှေပြားနဲ့တူတယ်မဟုတ်လား
ရွှေမှန်ရင်တော့တမိုးရှိတာပဲလေရွာထိပ်ကဗပဲဆရာကြီးကိုပြကြည့်ရင်မကောင်းဘူးလားရောင်းလို့ရတယ်ဆိုရင်လေရောင်းစားကြတော့အမရဲ့သူများပစ္စည်းဖြစ်နေပါဦးမယ်အေးပိုင်ရှင်စိတ်စီးနေပါလိမ့်မယ်ပြန်ထားလိုက်စမ်းပါဟာအမကလည်းဒီနေရာမှာပိုင်ရှင်မမရှိပဲဘူးကျုပ်တို့နဲ့ထိုက်လို့ကျုပ်တို့ရတာပဲပိုင်ရှင်လာတောင်းရင်လေရေအစုံကုန်းတော့ဝက်ဆိုပြီးတော့ဝက်ခွဲပေးလိုက်တာပေါ့တော့ဒေါ်ဘဲမှာစိတ်ထင်နေတော့လေငွေရမည်အရေးမှုခေါင်းငိမ့်လိုက်ရတော့တယ်ဒေါ်ဘဲမှာအင်းကွက်ကလေးကိုလွယ်တွင်းသို့ထက်ကလွယ်ပြီးညီမနှစ်ယောက်တောင်ကြီးတောင်ငယ်များကိုရွက်ခါရွာသို့ပြန်ခဲ့ကြတော့တယ်အိမ်သို့ရောက်တော့အခါဒေါ်ဘဲမှာလွယ်အိတ်ကိုတိုင်မှာချိတ်ပြီးလှုပ်ရှားရှိတဲ့အလုပ်များကိုပြင်ဆင်ရတော့တယ်ဝယ်လာတဲ့ပစ္စည်းများကိုခွဲချမ်းစိတ်ဖြားကားရောင်းချဖို့အတွက်ပြင်ဆင်တော့တာပေါ့ဒေါ်ငန်းကတော့ရာခင်းနဲ့သွားနေတဲ့ဦးကျွဲအတွက်ထမင်းသွားပို့ရန်ပြင်ဆင်ရတော့တယ်ထမင်းဟင်းများကိုစလုံးကြီးတစ်လုံးနဲ့ခုခက်ပြီးသည့်နောက်တောင်းတွင်းသို့ထက်ကအိမ်မော်မှဆင်းလာခဲ့တော့တယ်မဘေးရေနေတော့အကျိုးနေပြီဆိုတော့ကိုကျွဲထမင်းစားနေရောမယ်ကျုပ်ရားတဲ့သွားပြီးထမင်းသွားပို့လိုက်အောင်မယ်နော်ကလေး၃ကောင်ကတော့အကြီးဒေါ်၃အိမ်မှာအထားခဲ့တယ်ပြန်လာမှတခါလေးလှည့်ခေါ်ခဲ့လိုက်တော့မယ်နော်ဒေါ်ဘဲမှာခေါင်းသာအသားရညှိမ့်ပြလိုက်သည်ဈေးသွားသဖြင့်မနက်ပိုင်းဆိုင်ပိတ်ထားရသောကြောင့်ဒေါ်ဘဲမှာဆိုင်ကိုအမြန်ဖွင့်နေရသည်ဝယ်ချမ်းလာသည့်ကုန်စီများကိုပြန်လည်ရောင်းချရန်အတွက်ခင်းကျင်းနေရသည်ဆိုင်နှင့်အိမ်မှာအတန်ငယ်ဝေးတာကြောင့်ဒေါ်ဘဲမှာပစ္စည်းများကိုနေရာချရင်အိမ်ပေါ်မှခြေတံတတုံးလုံးဖြင့်ပြေးလွှမ်းနေတဲ့မျိုးကိုကြားလိုက်ရတယ်အစပိုင်းမှာတော့ဒေါ်ဘဲကအမှုမဲ့အမှတ်မဲ့နေမိတော့လဲနောက်ပိုင်းမှာခြေတံတွေပြင်းပြင်းထန်ထန်ဖြစ်လာသဖြင့်စိတ်ထဲမှာတန်တရားဖြစ်သွားမိတယ်ဟာအိမ်ပေါ်မှာဘယ်သူမှလည်းမရှိပါဘူးအငယ်မှလည်းရာခင်းနဲ့သွားခဲ့တာပါကလေးတွေလည်းမရှိပါဘူးဒါဖြင့်အိမ်ပေါ်ဘယ်သူရောက်နေတာပါလိမ့်ဒေါ်ဘဲမှာထို့သူစဉ်းစားရင်အိမ်မော်တို့တက်လာခဲ့တယ်အိမ်မော်တက်သည့်လှေကားအဆင့်ရောက်သည့်တိုင်အောင်အိမ်ရှိကမ်းမှခြေတံတတုံးလုံးကြားနေရတော့မယ်အိမ်မော်တို့တက်လိုက်တော့အခါဘယ်သူမှမရှိခြေတံများမှလည်းတိတ်ဆိတ်သွားတယ်ဒေါ်ဘဲမှာတအိမ်လုံးအနှက်လိုက်ပတ်ရှာကြည့်တော့လေလူရိပ်လူရောင်တွေမတွေ့ရထူးထူးဆန်းဆန်းပင်ဖြစ်နေသည်ထို့အချိန်မှာပဲဈေးဝယ်သူတယောက်ကလှမ်းခေါ်လိုက်သဖြင့်ဒေါ်ဘဲတယောက်အိမ်မော်မှဆင်းကဈေးအောင်မှုထွက်သွားလိတော့တယ်မကြခင်ຢာထဲမှထမင်းပုတ်ပြီးပြန်လာတဲ့ဒေါ်ငန်းမှာကလေး၃ယောက်ကိုခေါ်ကအိမ်တို့ပြန်ရောက်လာလေတယ်အကြီးမနဲ့အလက်မတို့ကစော့ကစားနေကြတယ်အငယ်ဆုံးကလေးကိုတော့ပကတ်ထဲတွင်ထည့်ပြီးတိတ်ထားလိုက်တယ်ပြီးတော့ကလေးတွေထမင်းကျူကိုပြင်တော့တာပေါ့ဒေါ်ငန်းကတော့မိဖို့ကြောင့်တွင်းသို့ဝင်၍ထမင်းအိုးကိုဖွင့်လိုက်တော့အခါထမင်းအိုးမှာထမင်းတစ်စိမ့်မှပင်မရှိတော့ပြောင်တလင်းခါနေသည်အုပ်ဆောင်ကိုလှန့်ကြည့်တော့အခါဟင်းကွက်များမှလည်းဟင်းတစ်စက်မှမရှိတော့ရုပ်စွာအစုံငပိပကံလုံးပင်ရှာနေရထားသလိုမျိုးပြောင်လက်နေတယ်ဒေါ်ငန်းမှာအလွန်ထိတ်လန့်သွားကအမဖြစ်သူကိုအော်ခေါ်လိုက်မိတယ်မဘဲဒီကိုလောက်မဘဲဒေါ်ဘဲမှာမိဖို့ကြောင့်အတွင်းသို့အလန့်တကြားနဲ့ရောက်လာခဲ့တယ်ဟဲ့အငယ်မဘာဖြစ်တာလဲဘာဖြစ်ရမှာလဲမရဲ့ဒီမှာကြည့်ပါဦးဟင်းနေရောထမင်းနေရောပြောင်တလင်းကိုခါလို့ဟဲ့တော့ဘလို့ဖြစ်ရတာတော့ကျုပ်ရာခင်းနဲ့မစင်းငင်တော့ကထမင်းလေးလုံးချက်တအိုးကြီးကြမှာသေးတယ်ဟင်းနေလည်းအများကြီးပါအခုကတခုမှမရှိတော့ပါလားအမရဲ့ဟဲ့ငါလဲဈေးကပြန်ရောက်ကလေးကအလုံများနေတာနဲ့ဘာမှမစားရသေးဘူးဟဲ့အငယ်မရဲ့အမမစားတော့ဘသူစားသွားတာလဲတော့ဒေါ်ဘဲမှာခေါင်းကုတ်လျက်ပြောရတော့ခက်တယ်ကြောင်နေပါလေများဝင်စားသွားသလားဟာအမကလည်းကြောင်ဝင်စားရင်ဟင်းလောက်ပဲစားမှာပေါ့အခုကထမင်းတအိုးလုံးရောဟင်းတွေကိုအကုန်ပြောင်သွားတာငပိရတောင်မကြံတော့ဘူးကြောင်နေခွေးတွေတော့ဖျက်ဟန်မတူဘူးတော့အငယ်မကြီးအိမ်နောက်ဖေးပေါက်ဖွင့်ထားခဲ့တာဆိုတော့တခိုးတွေပါလေများဝင်စားသွားသလားကွယ်မဘဲကတော့လုံးတော့မယ်ကျုပ်တို့ရွာမှာတခိုးတဝက်မှမရှိတာတခိုးတဝက်ရှိရင်ရောဒီထမင်းဟင်းကိုဝင်စားပါမလားတန်ဖိုးရှိတဲ့ဟာတွေယူသွားမှာပေါ့အရင်ကမရှိခဲ့ပေမဲ့အခုခက်ပြက်နေတာဆိုတော့ရှိကျင်ရှိလာမှာပေါ့အငယ်မရဲ့ကဲစိတ်ကိုလျှော့နောက်ဆိုတော့တတိကြီးထားရမယ်ငါတို့အခုတော့ကလေးတွေဘိုက်စားတော့မယ်ထမင်းလေးအမြန်ချက်ပြီးဘဲဥကြော်နဲ့ပဲစားလိုက်ကြတာပေါ့ဒေါ်ငန်းမှာတိတ်တော့မကြည်နဲ့ပြီထမင်းတစ်ခုကိုတိတ်အောင်ရှာမိဟုကျင်းဝါလိုက်ခါအမဖြစ်သူဆိုင်ဘက်သို့ထွက်လာခဲ့တော့တယ်ဒေါ်ငန်းတယောက်ကပြားကရထမင်းပြန်ချက်ရတယ်မိဖို့ကြောင့်မှထမင်းချက်နေအိမ်ရှိတွင်စော့နေသည့်ကလေးနှစ်ယောက်ကကြောက်လန့်တကြားနဲ့အတကုံအော်ဟစ်တဲ့အတန်ကိုကြားလိုက်ရတယ်ချက်လက်စထမင်းဦးကိုချကအိမ်ရှိသူပြေးထွက်ခဲ့လိုက်ရတယ်ဟဲ့ကလေးတွေဘာဖြစ်နေကြတာလဲသမီးအကြီးမိကျင်ကအိမ်တိုင်ကြီးနားကိုလက်ညှိုးထိုးပြကတရေကြောက်တယ်မေတရေအိုင်နမတရေသမီးတို့ကိုကြည်နေတယ်မေနင်တို့စိတ်ထင်လို့ဖြစ်မှာပါဟဲ့အိမ်မောင်မှာဘာတရေမှမရှိဘူးရှိတယ်မေရဲ့သမီးနဲ့ညီမလေးစောနေအဲ့တရေကြီးကမတည့်ရပြီးကြည်နေတာ
တေးကြီးရဲ့ပါဇက်ထဲမှာလဲအစွဲကြီးတွေပါတယ်မေရဲ့ ဒေါ်ငန်းမှာမိကျင်ရဲ့ခေါင်းကိုကွက်ခနဲ့ခောက်လိုက်ခါညီတို့ကတိတ်ကြောက်တက်လုံးတာပေါ့အေးလူကြီးတွေပြောပြနေတဲ့တရဲပုံမြင်နေတော်နားမထောက်ပါနဲ့လို့ညီတို့ကမှားထားတယ်မဟုတ်လားဘာမှမဟုတ်ဘူးနင်တို့တရဲပုံမြင်နေနားထောင်ပြီးတော့မျက်စိထဲမှာမြင်နေတာရှောက်မြင်နေကြတာသွားအောက်ဆင်းစောကြမိကျင်တို့မှာအိမ်မော်တွေမစော်ရဲတဲ့ဖြင့်အိမ်အောက်သို့ပြေးဆင်းသွားကြတော့တယ်ခြံဝင်းဘေးမှာရှိနေတဲ့မကြီးပင်အရေးအောက်မှာသွားစော်ကြတော့တာပေါ့ဒေါ်ငန်းကထမင်းချက်ရင်အိမ်ရှိတွင်တိတ်ထားသည့်ပကတ်တွဲမှာသမီးထွေးလေးကိုပကတ်လဲရန်ထွက်လာခဲ့တယ်ညီးဖို့ကြောင်တွဲမှာပကတ်လဲရန်ထွက်လာတဲ့အချိန်မှာပဲပကတ်ဘေးမှာလူတစ်ယောက်မတက်ရက်နေတာကိုမြင်တွေ့လိုက်ရတယ်ဒေါ်ငန်းလဲအလွန်ထိတ်လန့်သွားကပကတ်အနီးသို့အမြန်ပြေးလာခဲ့လိုက်တယ်ထို့အခါအဲ့ဒီလူကြီးကရုတ်တရက်ပျောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်ဖះငါပဲအမြင်မှားတာလားဒေါ်ငန်းမှာကိုမျက်စိကိုပင်မယုံနိုင်တော့ပြီထို့စဉ်ပကတ်အတွင်းတိတ်ထားသည့်ကလေးငယ်မှာအလွန်တိထန်စွာငိုကြွေးတော့တယ်ဒေါ်ငန်းမှာကလေးကိုပွေ့ချီကအသေးအတန်ချော့နေရတာပေါ့ထိုနေ့တစ်နေ့လုံးဒေါ်ငန်းတယောက်ဘယ်အရာမှအဆင်မပြေစိတ်ထဲတွင်လည်းဘာကြောင့်မှမသိဒေါသတွေထွက်နေမိတယ်ညနေဆောင်တဲ့အခါကိုကျွဲနဲ့မောင်တက်တူးတို့ကနွားများစိတ်များကိုဆွဲကပြန်လာခဲ့ကြတယ်ခြံထဲသို့နွားတွေတွင်းတဲ့အချိန်မှာနွားကြီးနှစ်ကောင်မှာခြံထဲသို့မဝင်ပဲပေကက်ကက်လုံနေတယ်စိတ်များကလည်းထုံနီး၎င်းပဲတက်တူးကစိတ်တွေကိုရိုက်ပုတ်ပြီးခြံထဲတွင်းတော်လဲပဲစိတ်တွေကမဝင်ကိုကျွဲကလည်းနွားတွေကိုနဖားကျိုးမှာအတင်းဆွဲကခြံထဲကိုဆွဲသွင်းတော်လဲပဲရှေ့ကန်ကယုံပြီးအပြင်ကိုသာပြန်ထွက်နေတယ်နွားတွေကလူစကားကိုနားလဲကခိုင်းကောင်းတဲ့နွားတွေဖြစ်တော်လဲယခုအခါအကြောက်ကန်ညင်းနေကြသဖြင့်ကိုကျွဲတယောက်ပို့ပြီးဒေါသထွက်နေမိတယ်နွားများကိုရိုက်တော်လဲပေကက်ကက်တာလုံနေကြတယ်ကိုကျွဲလဲစိတ်ညစ်နေပြီအိမ်ချေရင်မှဥပေါ်ကကိုကျွဲကိုလှမ်းကြည့်ကဟေးမောင်ကျွဲရဲ့နွားတွေကိုဘာလို့အလောက်ရိုက်နေရလဲဟာဒီကောင်တွေဗျာဒီနေ့ကျမှဘာဖြစ်နေမသိပါဘူးဦးလေးပေါ်ရာခြံထဲကိုမဝင်မဲ့ပေကက်ကက်လုံနေကြတယ်ဦးလေးပေါ်ကနွားများကိုအကဲခက်ကြည့်လိုက်တယ်နွားများကနေရွက်များထောင်ကမျက်လုံးတွေပြူပြီးထိတ်လန့်နေသူကိုတွေ့ရတယ်အေးနွားတွေကလန့်နေတာကွနရိုင်းသွင်းချိန်မှာရွာအပြင်ကအပတွေပါတွေများမိတာသလားမသိပါဘူးမောင်ကျွဲရာဒီလိုလုပ်ဒီနေ့ညတော့မင်းနွားနှစ်ကောင်ကိုငါခြံထဲကတင်းကုန်းမှာပဲခြိထားလိုက်အချင်းနေမဟန်တော့ဆရာလေးပါလေးပြတာပေါ့ကွာနွားနှစ်ကောင်မှာကိုကျွဲခြံလို့သာမဝင်တာဥပေါ်ဆွဲတော့အခါအသာတကြီးပင်လိုက်သွားကြတယ်ကိုကျွဲမှာနွားနှစ်ကောင်ကိုဆဲဆိုရင်ကြံနေခဲ့တော့တယ်ညနေစာစားကြတော့အခါမှာကိုကျွဲမှာဒေါ်ငန်းနဲ့စကားများတော့တယ်ကိုကျွဲတယောက်နွားများကိုခေါ်ရွေးမရသည့်အပြင်စိတ်ထဲတွင်လည်းမြည်သည့်အကြောင်းအရာမှမသိဒေါသတွေအလိုလိုထွက်နေမိတယ်တနေ့လုံးလှုပ်ရွက်ကန်ရဲ့အစင်မပြေနေသည့်ဒေါ်ငန်းမှာလည်းကိုကျွဲကိုကက်ကက်လန်အောင်ရန်တွေ့နေတယ်တယောက်နဲ့တယောက်စကားတွေများကြကလက်တွေပါထိုးကြိတ်ကြတော့သဖြင့်အရက်မှဝိုင်း၍တားရတော့တယ်ဘေးပတ်ဝန်းကျင်မှာအိမ်များကဝိုင်းခွဲမှသာလည်းအဆင်ပြေသွားတော့တယ်ကလေးကြီးနှစ်ယောက်မှလည်းအကြောက်လွန်နေသဖြင့်ဘာကြီးပေါ်နဲ့အကြီးတုံတို့ကသူတို့အိမ်တွင်ခေါ်ထားရတယ်ထိုနေ့ညကိုကျွဲမှာစိတ်ညစ်ညစ်နဲ့အိမ်မှထွက်လာခဲ့တော့တယ်ဒေါ်ငန်းမှာသမီးအငယ်ဆုံးလေးမိဥကိုအနားတွင်ခေါ်ကတိတ်နေလေတယ်မောင်တက်တူးကတော့ခြံနောက်ဖက်နွားတင်းကုတ်ဘေးမှာတိတ်လေးထိုးကတယောက်တည်းနေထားပေါ့ထိုအချိန်ထိထိုအင်းပြားလေးအကြောင်းကိုဘယ်သူမှသတိမရကြသေးပြီကိုကျွဲမှာစိတ်ညစ်ညစ်နဲ့ရော်ထိတ်ရှိအရက်ဆိုင်မှာသွားကအရက်တောက်တော့တယ်ကိုကျွဲမှာအလုတ်ပင်ပဲကြိုးစားလောက်ကင်တော်လဲအတောက်မကင်းပြီယခုခါစိတ်ညစ်နေတဲ့ဖြင့်ခါတိုင်းထက်ပိုပြီးအရက်များကိုပို့ပြီးတောက်နေမိတယ်တောက်ဖို့တောက်ဖက်တငယ်ချင်းများကတော့ကိုကျွဲမျက်နှာကိုအကဲခက်ကမေးကြတော့တာပေါ့ဟဲ့အောင်ငကြွဲမင်းဒီလောက်ရက်တွေတောက်နေပုံထောက်ရင်မင်းမိမမိငန်းနဲ့ရန်ဖြစ်လာတာမဟုတ်လားကွာအေးဟုတ်တယ်ကွာမောင်ကောင်းရမိငန်းအခုတော့ဘာတွေဖြစ်နေမှမသိပါဘူးကွာငါဆိုမချေမငန်းဆက်ဆန်တယ်ကက်ကက်လောင်အမြဲရန်တွေ့နေတယ်ခုညက်နေလဲငါ့ကိုကက်ကက်လောင်ပြန်ပြောလို့ငါတွေ့ပလိုက်တာငါတို့အိမ်အောင်တက်ပဲ6နှစ်ရှိတော့မယ်ကွာမိငန်းကငါ့ကိုတခါမှဒီလိုမဆက်ဆံဘူးဒီနေ့တော်ကက်ကက်လောင်ရန်တွေ့နေလို့ငါလည်းတွေ့ပလိုက်တာသိနေတယ်ငါကြွဲရငါတို့သိနေတယ်ကွာမိငန်းဒီလိုဖြစ်မှန်မှန်ငါတို့သိပြီးသားပါကွာဟေးမင်းတို့ကဘလို့ဖြစ်ပြီးသိနေရလဲကွာဒီလိုငါကြွဲရမင်းကတရွာသားမို့မသိတာမင်းနဲ့မရခင်တုန်းကမိငန်းမှာတို့ရွာတောင်ပိုင်းကငွေတိုးဆိုတဲ့သူနဲ့ရည်စားဖြစ်ခဲ့ကြသေးတယ်ကွာဟေးအဲ့ဒါတွေငါမသိပါလားဟာမင်းမသိတာကွာတရွာလုံးကသိတယ်ငါကြွဲရဒါပေမဲ့ငွေတိုးကမိငန်းကိုမယူပဲမိဘပေးစားတဲ့
တာယာဝတီမြို့ပေါ်ကသူတယောက်နဲ့ယူသွားတယ်ကွာမင်းငန်းကအဲ့မှာအသေးကွဲပြီးကြံနေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲတရွာတကြီးကပြောင်းလာတဲ့မင်းနဲ့တွေ့ပြီးငွေတိုးနေရမှာမင်းကိုအစားထိုးလိုက်တာပဲကွာဟာကွာအဲ့ဒါဘလို့ဖြစ်တယ်လဲကွာဘလို့ဖြစ်ရမလဲငကြွဲရအခုငွေတိုးတယောက်အရင်မိမနဲ့ကွဲပြီးရွာကိုပြန်ရောက်နေတာနှစ်ပတ်ရှိပြီကွာမင်းငန်းနဲ့ငွေတိုးကတိတ်ချစ်ကြတာဆိုတော့သူတို့နှစ်ယောက်ပြန်ပေါင်းထုတ်နိုင်မလားလို့မင်းမတွေးမိဘူးလားကိုကျွဲဤနှလုံးသားမှာတန်တရားဟုသောတန်မိုးတစ်ချောင်းစိုက်ဝင်သွားတော့တယ်ကိုကျွဲကငြိမ်နေရင်စဉ်းစားနေသည်မို့အနီးနားမှာတငယ်ချင်းတယောက်ကမျက်စပစ်လိုက်ခါမင်းငယ်မဲပေါ်ဆက်ဆံရေးတွေကျဲနေရလို့မင်းမခံစားရဘူးလားငကြွဲကိုကျွဲမှာတောက်တစ်ချက်ခောက်လိုက်ခါဇွဲဘော်ရင်လက်ကြံအရက်ခွက်ကိုမောက်တော့ပြီးဒေါသတကြီးနဲ့ထကအိမ်ပြန်လာတော့တယ်ဒီကိစ္စငါအခုချင်းချင်းရှင်းမှဖြစ်မယ်ဒီကောင်မနေနဲ့ငါနဲ့တွေ့ပြီတငယ်ချင်းများကရေကြဲကြဲနေဟဲ့အောင်ငကြွဲမင်းငယ်နဲ့ချင်းအောင်ထဲမှာစင်ရှင်းနေကြနေဦးနော်ဟာ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 တငယ်ချင်းများမှာအပြောင်ပြက်သဘောနဲ့အစားနောက်ကြခြင်းဖြစ်တော်လဲငကြွဲဤစိတ်ထဲတွင်တော့မင်းငယ်တယောက်ငွေတိုးနဲ့ဖောက်ပြန်နေသည်ဟုတထစ်ချယုံကြည်သွားလေတော့တယ်ငကြွဲမှာမူးမူးနဲ့အိမ်တို့ပြန်လာခဲ့တယ်ဒေါ်ဘဲတို့အိမ်မှာအိမ်ရှိတွင်ဈေးဆိုင်ရှိတဲ့ဖြင့်ခြံတကားနဲ့ခြံဝန်းများကိုလုံခြုံစွာတောက်ခတ်ထားခြင်းဖြစ်တယ်ကိုကျွဲကဒေါ်ဘဲအားနာသဖြင့်အိမ်ကောင်းရင်းမှမြေကွက်လက်မှအသာလေးဝင်ခဲ့ပြီးဒေါ်ဘဲမှာအမကြီးဖြစ်သဖြင့်အိမ်ကောင်းရင်းတွင်အိတ်ဆက်ခါဒေါ်ငန်းကတော့အိမ်ချေရင်းတွင်အိတ်ဆက်ခြင်းဖြစ်တယ်ကိုကျွဲကချင်းကန်းမှအိမ်ပေါ်တွင်စကားပြောတဲ့အချုပ်ကိုကြားလိုက်ရတယ်တည်တည်ချာချာနားထောင်ကြည့်တော့အခါယောက်ျားတစ်ယောက်တန်ဖြစ်နေလေတယ်ကိုကျွဲကအိမ်နောက်ဖေးတကားကိုအသာဖွင့်လိုက်တယ်ကိုကျွဲမိဖို့ကြောင့်လည်းရောက်တဲ့အချိန်မှာပဲယောက်ျားတစ်ယောက်ဤစကားပြောတဲ့ကိုပြက်ပြက်သားသားကြားနေရတယ်လင်းမရှိတော့လင်းငယ်ကိုအိမ်မော်ခေါ်ပြီးပျော်ပါနေတဲ့ကောင်မသေပြီတော့ကိုကျွဲမှာမိဖို့ကြောင့်အနီးတွင်ထောင်ထားတဲ့ကိုင်းခုတ်ဓမ္မကြီးကိုဆွဲယူလိုက်တယ်အဲ့ဒီနောက်ခြေကိုဖော့ဖော့နင်းကအိမ်နောက်ဖေးအခန်းသို့အသာလှမ်းချောင်းကြည့်လိုက်တယ်မြန်မာတို့ဤထုံးစံအတိုင်းအခန်းများကိုတကားကာလေးမရှိပဲခန်းစည်းများသာကာထားတာကြောင့်ကိုကျွဲမှာခန်းစည်းတကားကိုအသာလေးဟကြည့်လိုက်တဲ့အချိန်မှာအခန်းကောင်းရင်တွင်စင်မီတတိုင်ထွန်းထားတယ်အလင်းအောင်ကမိန်တိန်တိန်ဝိုးတော်ဝါအလင်းအောင်လေးအောက်တွင်ယောက်ျားတစ်ယောက်မှာမိဥကလေးကိုခြိထားသောဒေါ်ငန်းနဲ့စကားပြောဆိုနေတာကိုတွေ့လိုက်ရတယ်ဒေါ်ငန်းကလည်းပြုံးပြုံးရွှင်ရွှင်နဲ့ဒီမိန်းမတော့လင်ငင်နဲ့ပျော်ပါနေပါဟုတ်လားကိုကျွဲမှာခန်းစည်းစားကိုဆွဲလိုက်ခါအိမ်တွင်းသို့လှက်ခနဲ့အမြန်ဝင်လိုက်တယ်ပြီးတော့ဒေါ်ငန်းကိုကြည့်ကဟဲ့မင်းငန်းနင်တော်တော်ပျော်နေရပေါ့လေဒေါ်ငန်းမှာမျက်လုံးမျက်စံပြူဖြစ်ခါကိုကျွဲရှင်ဘာတွေပြောနေတာလဲဒီနေ့နေရောနှစ်လင်ငယ်ပါငါတတ်မယ်ဟဲ့မလုံးနဲ့ကိုကျွဲရှင်မားမယ်နော်ကိုကျွဲရှင်မလုံးနဲ့အောင်မယ်မှားလက်စနဲ့မထူသေပြီတော့ကိုကျွဲကအခန်းဝတွင်ကြောပိတ်ကထိုင်နေသည့်ငွေတိုးဤဇပိုးကိုကိုင်းခုတ်ထားမြင့်အားကုန်လွှဲခုတ်ချလိုက်တယ်ငွေတိုးဤခေါင်းမှာဓာချက်ထိမှန်၍ပြက်ခါကျမ်းမြင့်ပေါ်သို့ပုတ်ခနဲ့ကျသွားတော့တယ်ကိုကျွဲမှာငွေတိုးအားစိတ်နာနာနဲ့ကြည့်နေစဉ်ငွေတိုးအဖြစ်မှဒေါ်ဘဲအဖြစ်သို့ပြောင်းလဲသွားတော့တယ်ကိုကျွဲမှာကိုမျက်လုံးကိုပင်မယုံနိုင်ပဲလက်ဖြင့်ပုတ်တက်ကြည့်လိုက်တော့တယ်ဟာဘလို့ဖြစ်သွားတာလဲအမကြီးဖြစ်သွားပါလားကိုကျွဲရှင်ယူနေပြီလားကိုကျွဲရှင်ဟာလူသက်သမားရှင်မူယူပြီးကျုံမယူတတ်လိုက်တယ်ရှင်ကိုကျမပလိတ်လက်အပ်မယ်ရှင်ကိုကျမကြိုးစင်တင်မယ်တတ်မယ်ထို့စဉ်အိမ်နောက်ဖေးရှိနော်တင်ကုတ်တွင်ထိုင်နေသည့်မောင်တတူးမှာစိတ်တဲမှအော်တန်များကြားသဖြင့်အိမ်မော်တို့အမြန်ပြေးတက်လာခဲ့တယ်မောင်တတူးကလည်းလူပြူဖွားဖွားကြီးဖြစ်နေပြီမို့ခြံထဲကိုစိတ်တခိုးဝင်သည့်အမှတ်နဲ့တကားနောက်ကွယ်တွင်ထောင်ထားသည့်လှန်တိုလေးတစ်ချောင်းကိုယူကာခြံထဲကအမြန်ထွက်လာခဲ့တယ်မီးအောင်မှိန်ပြပြလာရောင်အောင်မှာယောက်ျားသားတူအိမ်နောက်ဖေးပေါက်မှအိမ်မော်တို့တက်သွားသည်ကိုတွေ့လိုက်ရတယ်မောင်တတူးမှာကိုကျွဲဖြစ်မိဟုတွေးတော်လဲအိမ်မော်တက်သွားသည့်လူဟန်ပန်အမူအရာမှာတခိုးတွေသွားသလိုကုတ်လေးတက်သွားသဖြင့်ကိုကျွဲမဖြစ်နိုင်ဟုတွေးကနောက်ဖေးပေါက်မှအသာကလေးလိုက်တက်ခဲ့ခြင်းဖြစ်တယ်အခန်းတွဲမှာတော်ဝုံဝုံအတန်ကြားပြီးအော်ဟစ်တံများကြားရသဖြင့်မောင်တတူးမှာလှန်ကိုအသိမ့်ကင်ကအခန်းတွဲသို့ဝင်လာခဲ့တယ်အခန်းတွင်းကမြင်ကွင်းဖြစ်တော့မောင်တတူးတယောက်အံ့ဩမှင်သက်သွားရတော့တယ်ဒေါ်ဘဲမှာခေါင်းပြက်ကြီးအဖြစ်ကျမ်းမြင့်ပေါ်မှာလဲနေတယ်ခေါင်းတခြားခန္ဓာကိုယ်ကတခြားသွေးများကလည်းမြင်မကောင်းဒေါ်ငန်းမှာမိဥကလေးကိုပိုက်ချီလျက်ငိုကြွေးအော်ဟစ်နေတော့တယ်ကိုကျွဲကတော့
သွေးများစီးကျနေသည့်ဓာကြီးကိုကင်ထားကကိုကျွဲဘလို့လုံးလိုက်တာလဲကိုကျွဲမှာမောင်တက်တူးကိုငေးကြည့်ရင်မောင်တက်တူး၏လက်တွင်းမှာလှန်ကိုကြည့်လိုက်သည်တစ်ချိန်ထဲမှာမောင်တက်တူးမှာမိမိအားလှန်နဲ့ထိုးရန်ကြံရွံနေသည်ဟုယူဆလိုက်မိလိုက်ခါမောင်တက်တူးထံသို့ပြေးလွှား၏မောင်တက်တူး၏လေပင်ကိုကိုင်းသားနဲ့လွှဲခုတ်လိုက်ပြန်တယ်ကိုင်းခုတ်ထားမှာမောင်တက်တူး၏လေပင်နဲ့ပခုံးကြားသို့တိုးဝင်သွားကရင်ညွန့်အနီးတွင်ပြက်ရှသွားခဲ့တယ်မောင်တက်တူးကကျမ်းမြင့်ရှိသို့ဒူးထောက်ထိုင်ကျသွားတယ်ကိုကျွဲမှာဘလူသေးရဲ့စီးနေသည်နဲ့မောင်တက်တူးအားကိုင်းခုတ်တာဖြင့်၃လေးချက်ဆင့်ခုတ်တယ်မင်းငါများငါ့ကိုလှန်နဲ့ထိုးခြင်းတည်းဟုတ်လားသိစမ်းကိုကျွဲမှာပါစက်မဘလုံးပထွေးရွရင်မောင်တက်တူးကိုတတုံတုံနဲ့လိုက်ခုတ်နေတယ်ကိုကျွဲတကူလုံးသွေးများကရေချိုးထားသည်နဲ့ဒေါ်ငန်းကလည်းကြောက်လန့်လာသွင်းကလေးကိုပွေ့ချိကအခန်းတောက်တနေရာတွင်ကျုံလေးကတ်နေမိတယ်ကိုကျွဲမှာမောင်တက်တူးကိုခုတ်ထစ်ပြီးတော့အခါဒေါ်ငန်းဘက်သို့လှည့်ကြည့်လိုက်တယ်ကိုကျွဲ၏မျက်လုံးများကမီးရောင်ကဲ့သို့ဝင်းလက်တောက်နေတယ်နီရဲနေတယ်ဒေါ်ငန်းကကိုကျွဲကိုကြည့်ရင်ကိုကျွဲရှင်ကျုံမကိုလည်းတတ်တယ်ရှင်ကိုပလိတ်တိုင်မယ်ကဲကြပါအောင်တော့ကိုကျွဲကတဟားဟားနဲ့ရေလိုက်ခါဟဲ့မိငန်းငါပဲကျိုးစင်ရောက်မလားနေမဲငရဲပြီးအရင်ရောက်မလားဆိုကြည့်ကြသေးတာပေါ့ဟာကိုကျွဲမှာကိုင်းခုတ်ဓာတ်ကိုကိုင်လက်ဒေါ်ငန်းစီတို့တလန်းရင်လမ်းလျှောက်လာနေတယ်ဒေါ်ငန်းကအရက်ကိုအော်ဟစ်အကူကြီးတောင်းတော့တာပေါ့ကြီးလက်တော်ရွာမှအိမ်များမှာတအိမ်နဲ့တအိမ်ခက်လန်းလန်းတွေစောက်ထားကြတော့ကြောင့်ဒေါ်ငန်းအော်တန်ကိုအကုန်လုံးမကြားနိုင်ပြီဒေါ်ငန်းအော်တာကြောင့်လက်နိုးသွားတဲ့ဘာကြီးပေါ်ကသာငေါက်ခနဲ့ထားထိုင်ပြီးနေရန်တွင်ချိတ်ဆွဲထားသောဒူးလေးကိုဖြုတ်ခါတားဖြစ်သူမောင်တော်ကိုလည်းလှန့်နှုတ်လိုက်တယ်မောင်တော်ကြီးထားစမ်းမောင်ဟာမိငန်းတို့အိမ်ကအော်တန်နေကြတယ်ဘာဖြစ်တာလဲမသိဘူးမောင်တော်မှာအသက်30ခန့်ရှိကဗလာကောင်းနဲ့ဖြစ်တယ်နုံကြဖြက်လက်ရှိနေတယ်မောင်တော်မှာလည်းဓာတ်တလက်ကိုဆွဲကဘာကြီးပေါ်နဲ့အတူဒေါ်ငန်းတို့ခြံဘက်သို့ကူးလာကြတာပေါ့ဘာကြီးပေါ်တို့တားဖပုံနရိတ်ချုံကြီးကိုတိုးကဒေါ်ငန်းတို့အိမ်ဘက်သို့အမြန်ကူးလာခဲ့ကြတယ်အိမ်ရှိတကားမှာပိတ်ထားသဖြင့်အိမ်နောက်ဖေးမှာပြေးတက်လာကြတယ်ကိုကျွဲမှာဒေါ်ငန်းကိုဓာတ်ဖြင့်ခုတ်ရန်နီးကပ်လာတဲ့အချိန်မှာပဲဒေါ်ငန်းကကြံရမရသဖြင့်အနီးရှိရေနံစီမိကွက်ကိုကောက်ယူကပေါက်လိုက်တယ်ကိုကျွဲထံသို့ပေါက်လိုက်တဲ့ရေနံစီမိကွက်ကကိုကျွဲ၏မျက်နှာတက်မှန်သဖြင့်ကိုကျွဲ၏သပင်နဲ့တကိုယ်လုံးရေနံစီများဖိတ်စင်ကမီးလောင်သွားတော့တယ်ဒေါ်ငန်းမှာထိုးအဖြစ်ကိုအခွင့်ကောင်းယူကကိုကျွဲကိုတွန်းလိုက်ပြီးအခန်းထဲမှာပြေးထွက်လာခဲ့တယ်ကိုကျွဲလည်းပြေးထွက်သွားသောဒေါ်ငန်းနောက်သို့အနောက်မှလိုက်၍ဓာတ်နဲ့ခုတ်နေတယ်ထိုအချိန်မှာပဲအိမ်နောက်ဖေးမှာတက်လာတဲ့ဘာကြီးဘောတို့တားဖတ်နဲ့ပပင်းတိုးသွားတော့တယ်ဟဲ့မိငန်းနင်တို့ဘာဖြစ်ကြတာလဲထိုစဉ်သွေးလေးပေးကျန်နေသည့်ကိုကျွဲမှာဓာကြီးကင်လျက်ခန္ဓာကိုယ်မှာမီးတွေလောင်ကအခန်းထဲမှာထွက်လာသည်ကိုတွေ့လိုက်ရတယ်ကိုကျွဲမှာဓာကြီးကိုဝင့်လက်အရှိကိုတိုးလာတယ်ပါဇက်မှာလည်းဒေါ်ငန်းကိုတက်မိအကြောင်းရေရွတ်ပြောဆိုနေတယ်ဘာကြီးဘောကျမကိုကဲပါအောင်ဘာကြီးဘောအေးကျမကိုကဲပါအောင်ဒေါ်ငန်းမှာအရှိတို့တိုးလာတဲ့အချိန်ကိုကျွဲကလက်ထဲတွင်ကင်ထားတဲ့ကိုင်းခုတ်ဓာတ်နဲ့လှမ်းပစ်ပေါက်လိုက်ရာဒေါ်ငန်းဤခါနာတွင်စိုက်ဝင်သွားလေတယ်ဒေါ်ငန်းမှာအရှိတို့ရိုင်ပြီးလဲကျသွားတယ်ကိုကျွဲကဒေါ်ငန်းကိုတက်ဖြတ်ရန်ပြေးလာသဖြင့်ဘာကြီးဘောကလက်ထဲတွင်ကင်ထားသောဒူးလေးကိုချိန်လိုက်ပြီးဟဲ့အောင်ငါကျွဲမင်းရှေ့တိုးမလာနဲ့တိုးလိုက်ငါပြစ်မှာနော်ကိုကျွဲမှာအကြောက်လန့်မရှိရှေ့သို့တိုးတက်လာနေသဖြင့်ဘာကြီးဘောကဒူးလေးဖြင့်ပြစ်ခတ်လိုက်ရာကိုကျွဲ၏နံကြားသို့စိုက်သွားလေတော့တယ်ဒူးလေးများစိုက်ဝင်သွားတော့လေကိုကျွဲကရက်တန့်သွားခြင်းမရှိပဲအရှိတို့စွတ်တိုးလာနေတယ်။ဘာကြီးပေါ်ခုံအုပ်ရန်ကြိုးစားတယ်။ထို့အချိန်မှာဘေးနားမှာရှိနေတဲ့မောင်တော်ကကိုကျွဲထံသို့ပြေးဝင်ကနှစ်ဦးသားလုံးထွေးတိုက်ခိုက်ကြတော့တယ်။အသားမဲမဲထောထောကြိုင်းကြိုင်းနဲ့ကိုကျွဲမှာဘလူးကြီးတစ်ကောင်နဲ့ဖြစ်နေပြီးအလွန်မင်းကြမ်းထမ်းစွာတိုက်ခိုက်နေတယ်။ကိုကျွဲနဲ့မောင်တော်တို့မှာဘားပြန်ကြားပြန်အိမ်မော်တွင်လုံးထွေးတပ်ပုတ်နေကြတယ်။ကိုကျွဲမှာမောင်တော်ကြီးအပေါ်ကခွကမောင်တော်ကြီးလေပင်ကိုလက်ဖြင့်အားကုန်ညှက်တက်နေတယ်။မောင်တော်မှာရုံရင်ကန်ရင်ကိုကျွဲ6ရောက်ကိုညှက်ခါဘေးသို့လှိမ့်ချလိုက်တယ်အိမ်နေရန်နဲ့တိုက်မိပြီးအိမ်နေရန်ကြီးပွင့်ကြကကိုကျွဲရောမောင်တော်ပါအိမ်ပေါ်မှာပြုတ်ကျသွားတော့တယ်မောင်တော်မှာဖင်ထိုင်ရဲ့ကျတော့လေကိုကျွဲမှာအိမ်ပေါ်မှာခေါင်းဖြင့်ကျပြီးမြေကြီးပေါ်တွင်ခေါင်းကြီးစိုက်ကကြုတ်ခနဲ့အတန်မြည်ပြီးဇက်ကျိုးသွားတော့တယ်ကိုကျွဲ၏ခေါင်းမှာဇက်ကျိုးသွားသဖြင့်တွဲလောင်းကြီးဖြစ်နေတယ်ကိုကျွဲမြေပြင်ပေါ်မှာအာယူကုန်းထနေတော့လေမောင်တော်ကကိုကျွဲ၏ကြောကုန်းကိုစောင့်ကန်လိုက်သဖြင့်အတန်ကြာသည့်အထိငြိမ်ကျသွားတယ်မောင်တော်လဲထိုတော့မှတကူလုံးမောပန်းသွားပြီးအနားယူလိုက်ရတယ်
ထိုအဖြစ်ပြက်ဆိုးကြီးကိုတရွာလုံးလူများကလာရောက်ကြည့်ရှုကြတယ်နှလုံးမခိုင်သူများကမူးမေလဲကုန်ကြတယ်အသေးငယ်တဲ့လူများကတောဝဝထိုးအံကြတယ်မနေ့ရောက်တဲ့အခါပလိတ်တွေကလာရောက်စစ်ဆေးကြတယ်မောင်တော့ကိုလာဖမ်းကလူအသည့်စစ်ဆေးမှုများပြုလုပ်ကြတယ်ရတပတ်ကြာသောအခါပြစ်မှုကင်းစင်သဖြင့်ဂွင်းလုံးကျွတ်လွတ်မြောက်သွားတော့တယ်ဒေါ်ငန်းမှာခါလေတွင်ဓာတ်ဆိုင်ထားသောတန်ရာကြောင့်ဘိန်းတော်ဆရာကိုပင့်၍စေကုသနေရတယ်ကိုကျွဲတို့တေဆုံးသွားပြီးသည့်အချိန်ထိအိမ်ကြီးမှာလှုပ်ရှားတံများအရေးများ၆လန့်နေတဲ့အခဏခဏတွေ့နေရတယ်ဒေါ်ငန်းရဲ့အနာမှာလဲပြည်တေကမန်းဝင်နေသဖြင့်ဒေါ်ငန်းတယောက်လူမန်းသူမန်းမသိအောင်ပင်ဖျားနာမေ့မျောလျက်ရှိတယ်ဒေါ်ငန်းသတိရလာသည့်အခါဘိန်းတော်ဆရာကြီးကစစ်ဆေးမေးမြန်းကြည့်တယ်မင်းငန်းနင်တို့မိသားစုအခုလိုဖြစ်ရတာငါမတင်ကားဘူးနော်နင်တို့အိမ်မှာဒီမတိုင်ခင်တခုခုများထူးဆန်းတာဖြစ်ထားသေးလားဘာတွေလုပ်ထားသေးလဲဒေါ်ငန်းမှာခေါင်းကိုအသာခပြရင်ဘာမှမရှိပါဘူးဆရာရဲ့ဒါနဲ့ထူးဆန်းတဲ့အင်းအိုင်ကြီးလက်ဖွဲ့ကြီးစောင့်ထားသေးလားနင်တို့ဒေါ်ငန်းမှာခေါင်းခါလိုက်ပြန်တယ်ဒါပေမဲ့မကြာမီကမှလွယ်အတွင်းနဲ့ထည့်လာတော့အင်းပြားလေးကိုသတိရလိုက်မိတယ်။အော်ဆရာအင်းဆိုမှလေဒီအဖြစ်ပြက်တွေမဖြစ်ခင်မနက်ကအင်းကွက်တစ်ကွက်ကောက်ရလာခဲ့သေးတယ်။ဟေးပြားစမ်းအဲ့အင်းဘယ်မှာလဲ။အိမ်ရှိတိုင်မှာချိတ်ထားတဲ့လွယ်ကြီးထဲမှာရှိတယ်ရှင်။ဘာကြီးဘောကလွယ်ကြီးထဲမှာအင်းပြားလေးကိုထုတ်ခါဘိန်းတော်ဆရာကြီးလက်ထဲသို့ထည့်ပေးလိုက်တယ်။ဘိန်းတော်ဆရာကြီးမှာအင်းကွက်ကိုကင်တွယ်ကြည့်ရှုလိုက်သည့်အချိန်မှာပဲတကိုယ်လုံးကြက်သိမ်းဖြန်းဖြန်းထသွားတော့တယ်။ခြေလက်များတုံရင်လာတယ်။ရှေးခါကစေးဆရာဘိန်းတော်ဆရာများကစေးကူခြင်းအတက်ပြင်ပယောကကူသည့်အတက်ကိုပါအနေချင်းတက်မြောက်ကြသူများဖြစ်သည်စေးဆရာကြီးမှာအတွေ့အကြုံရင့်သူမှုအင်ကွက်ပုံစံကိုကြည့်လိုက်ခါအန်အောထိတ်လန့်သွားကြတယ်ဒါပုံတကအင်းကြီးပဲဘလူးဆောင်အင်းမျိုးပဲမင်းကနင်ဒီအင်းကိုဘယ်ကကောက်ရလာလဲပြောစမ်းကျမတို့ဈေးသွားရင်းနဲ့ဖိုးပုံဈေးရဲ့အရှိနာကကောက်ရလာတာပါဆရာကြီးရွှေပြားလေးဆိုတော့ထူခွဲရောင်းချမယ်ဆိုပြီးယူလာခဲ့တာပါလှလာလို့လေရွှေရောင်တောက်နေပြီမဲ့ရွှေစစ်မဟုတ်ဘူးဟာကျင်းနဲ့ရွှေနဲ့ရောထားတာအဲ့ဒီပုံနကအင်းဟာအောက်လန်းဆရာတယောက်စီရင်ထားတာဖြစ်မယ်နင်တို့ဒီအင်းကဘလူးဆောင်နေဟဲ့ဘလူးဆောင်နေအဲ့ဒီဘလူးကတော်တော်ငက်ပြက်နေပုံရတယ်နှစ်ယောက်ကြားနဲ့နှစ်အမသေးတာလေအဲ့ဒီဘလူးလောက်တာပဲဆရာကြီးကအင်းကွက်ကိုဘာကြီးပိုးထန်တို့လှမ်းပေးရင်ဦးလေးပေါ်ရေဒီအင်းကွက်ကိုရေစီးနေတဲ့ချောင်းနဲ့တွားပြီးလွန့်ပြစ်လိုက်ပါဗျာပြီးလို့ရှိရင်အဲ့ဒီပြစ်တဲ့နေရာမှာအင်းကွက်ကိုနောက်ပြန်ပြစ်နော်လက်ပြန်နဲ့နောက်ပြန်လေးပစ်ပေးပါပြီးရင်လုံးဝမကြည့်ပဲပြန်လာခဲ့ပေးပါထို့ခါဘာကြီးဘော့ကအင်းကွက်ကိုယူဆောင်ပြီး36နီးသို့အမြန်ထွက်လာခဲ့လိုက်တယ်ချောင်းကိုကြောပေးရက်ခါအင်းကွက်ကိုနောက်ပြန်ပစ်ဖို့အတွက်ကြံရွယ်လိုက်တယ်ထို့အချိန်မှာပဲအင်းကွက်ကရွှေရောင်ကြီးတလက်လက်တောက်ပလာတယ်ဘာကြီးဘော့ရဲ့စိတ်ကိုညှို့ယူနေတယ်လို့မျိုးခံစားလိုက်ရတယ်ဘာကြီးဘော့ရဲ့စိတ်ထဲမှာဘလို့မှမသိမြည်သည့်အကြောင်းအရာမှမသိအင်းကွက်ကိုတိမ်ထားခြင်းစိမ်များတဖွာဖွာပေါ်ပေါက်လာတယ်ဒါပေမဲ့ဘာကြီးဘောကလူကြီးမို့အင်းကွက်ကငါ့ကိုညှို့နေပြီဟေးကောင်အင်းကွက်ငါ့ကိုလာပြီးမဖျားယောင်းနဲ့ကွာငါကမင်းဖျားယောင်းတိုင်းကြရှုံးမဲ့လူမဟုတ်ဘူးကဲသွားပြီရောကွာဘာကြီးဘောကခြောင်သွင်းသူလက်ပြန်ဖြင့်နောက်ပြန်ပစ်ချလိုက်တယ်ပြီးတော့လုံးဝလှဲ့မကြည့်ပဲခတ်တုတ်ရွာထဲသို့ပြန်လာခဲ့တော့တယ်ဒေါ်ငန်းကအနာရင်းကအခြေအနေမကောင်းလာပြီတအီနဲ့လူမန်းသူမန်းမသိအောင်ညှဉ်းညူနေရတော့တယ်ဆေးဆရာကြီးကလည်းအခြေအနေမဟန်မှန်းသိ၍ခေါင်းတစ်ခါနဲ့ဖြစ်နေတယ်ထို့ချိန်မှာဒေါ်ငန်းမှာမျက်လုံးကြီးများပြူးထွက်ပြီးတဟင်းဟင်းနဲ့ရေမောနေတယ်ဒေါ်ငန်းရဲ့ပုံစံပြောင်းသွားသဖြင့်ဆေးဆရာကြီးကရိတ်စားမိသွားပြီးဟေးလူနာကိုဘယ်သူရှုပ်တာလဲငါအင်းဆောင်ဘလူးပဲနင်တို့အသိဉာဏ်သွားပြီလို့ပေါ့ဟာမဟုတ်ငါတအိမ်လုံးကိုစားမှာတရွာလုံးကိုစားပြမှာဟဲ့ဘလူးလူနာကိုမညှင်းစဲနဲ့အခုချင်းထွက်သွားစမ်းဘွားမဒီကောင်မကိုငါစားပြီးထွက်သွားမှာဒေါ်ငန်းမှာအတန်အော်ကြီးနဲ့ဟဟပပရေမောနေတယ်ဒေါ်ငန်းရဲ့ရေတံကြီးမှာအလွန်ကြောက်စရာကောင်းလာတယ်ထို့သူရေမောပြီးဒေါ်ငန်းမှာခေါင်းငိုက်ဆိုင်ကြကအိပ်ရောက်ဖို့သူပက်လက်လန်ကလဲကျသွားတော့တယ်ဆရာကြီးကစမ်းသက်ကြည့်တော့အခါဒေါ်ငန်းမှာအသက်မြင့်လေးသာကြံတော့တယ်ဒေါ်ငန်းကဘာကြီးဘိုးကိုတစ်ချက်ကြည့်လိုက်ပြီးလေးတန်ပြုတ်လေးနဲ့ဘာဘိုးကျမကလေးတွေကိုဘိုက်ဘောလက်ထက်အခက်မယ်နော်
အေးပါမိငန်းရငါတို့ကိုတေချာဆောက်ရှောက်လိုက်ပါမယ်ကျမသွားရတော့မယ်ကျမကိုဘလူးကြီးကခေါ်နေပြီလောက်ကြပါဦးကဲကြပါဦးဘလူးရဲ့ကျမကိုစပင်ဆွဲနေပြီကဲကြပါဦးဒေါ်ငန်းမှာအော်ဟေးရင်အတန်တိန်ကငြိမ်ကျသွားတော့တယ်ဘာကြီးမုံကအတိတ်အကြောင်းအရာများကိုပြန်လဲပြောပြနေရင်မောသွားသဖြင့်ရင်နွေးချမ်းကိုမောတောက်လိုက်တယ်မိဝေကဒါဆိုရင်ရွာတောင်ပိုင်းကအဖွားကြီးဒေါ်ဥဆိုတာအဲ့ဒီဒေါ်ငန်းကြီးရဲ့သမီးအငယ်ဆုံးမိဥပေါ့နော်ဟုတ်လားဘာကြီးတိတ်ဟုတ်တာပေါ့ကွယ်အဲ့ဒီအဖြစ်ပြက်တကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်ပဲကွယ်အဲ့ဒီကလေးကရွာမှာရှိတဲ့လူတွေအကုန်လုံးကအင်ကွက်တွေဆိုရင်တိတ်ကြောက်သွားကြတာလမ်းမှာတွေ့တဲ့အင်းတွေကိုအိမ်ယူမလာဖို့မကောက်လာဖို့မသိမ်းထားကြဖို့ကလေးတွေကိုမှားထားကြတော့တာပေါ့ဒါကြောင့်မြေတို့ကိုလည်းအဖိုးကအတန်တန်မှားနေတာနောက်ဆိုရင်ဘာအင်ကွက်တွေပဲတွေ့ဘာမှကောက်မလာကြနဲ့နော်ဟုတ်ကဲ့ပါဖူသမီးတို့နားလဲပါပြီကဲညစာစားချိန်နဲ့ရောက်တော့မယ်ရေမိုးချိုးလိုက်ကြတော့ပြီးရင်မင်းတို့မြေဖိုးတွေအတူတူထမင်းစားကြတာပေါ့ကွာမိဝင်နေမိမလေးတွေကရေချိုးရန်ထွက်ခွာသွားကြတော့တယ်ဘာကြီးမုံမှာမိမလေးတွေကိုကြည့်ရင်ဒေါ်ဘဲကြီးတို့အကြောင်းကိုပဲပြန်တွေးကသတိရနေပြီးတော့တယ်အစုံထိနာစစ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်တို့လည်းလမ်းမှာအင်ကွက်ပါတဲ့ကြေးပြားတွေငွေပြားတွေကောက်ရရင်ယူကြမှာလားဒီလိုဖြစ်ပျက်တွေနဲ့ကြုံမှုကြသလားကွန်မန့်လေးမှာရေးပေးခဲ့ကြပါဦးနော်နောက်ပတ်တွေမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေ